အမတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းကိုဆောင်ရွက်မှာဖြစ်ပါတယ်။သို့ဖြစ်ပါ၍ရုပ်ရှင်ထူးချွန်စုများစုခူးခဲ့ကြတဲ့ရုပ်ရှင်နုပညာရှင်တက်ပညာရှင်များအားလုံးစင်မြင့်ထက်မှနေရာယူပေးကြဖို့လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်။အမတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနိုင်ရန်အတွက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုံးနှင့်မြန်မာနိုင်ငံရုပ်ရှင်စီယုံဥက္ကဋ္ဌအကယ်ဒမီများရှင်ဦးကြည်စိုးထွန်းတို့အားစင်မြင့်ထက်သို့ကြောက်ရောက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာအခုလိုအမတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခွင့်ပြုပါသောနိုင်ငံတော်ယာယီသမ္မတအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။2025ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်စုချင်းမြင့်ပွဲအခမ်းအနားသို့ကြွားရောက်အားပေးချင်းမြင့်ကြတဲ့ရုပ်ရှင်အနုပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်ကြီးများခင်ဗျာအစီအစဉ်အရအခမ်းအနားပြီးမြောက်ကြောင်းကြေညာမှာဖြစ်ပါတယ်ဧည့်သည်တော်ကြီးများခင်ဗျာဒီနေ့မှာကျင်းပတဲ့2025ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်စုချင်းမြင့်ပွဲအခမ်းအနားကြီးအားဆိုရင်ဖြင့်ရေခုံစိတ်လှရှားဝင်ရာကြည်နူးပီတိဝမ်းမြောက်ဖွယ်ရာတောင်းဖျားဖျားဂုံပြုလက်ခုပ်ဩဘာသံများနဲ့အတူအောင်မြင်စွာပြီးမြောက်ခဲ့ပြီးဖြစ်ပါကြောင်းကြေညာအပ်ပါတယ်ခင်ဗျာသမ္မတနဲ့ဇနီးအဖွဲ့ဝင်များခမ်းမတွင်မှပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။